ကဲအားလုံးပဲမင်္ဂလာပါခင်ဗျာအောင်စေတူတီ channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကဲမနက်ကကျွန်တော်တို့26တော့ဗျာနော်10 break ထပ်ထွက်တယ်ကျွန်တော်တို့စုံစုံကတန်းပဲဗျာနော်ကဲညနေတော့ကျွန်တော်ရဲ့ချစ်ပင်စင်များအားလုံးတွေတလုံးပိုင်းလေးချပြပေးထားပါတယ်ပြီးရင်ကျွန်တော်အကြိုက်ဆုံး break ထဲရပဲကျွန်တော်ကဏ္ဍတွေထုတ်ထားတယ်ဗျာနော်အဲ့တော့ကြံ break တွေကပဲတေချာပေါက်ထွက်မယ်လို့ယုံကြည်တယ်အဲအကြောင်းမလို့ညနေမှာကျွန်တော်နဲ့အကြိုက်ချင်းတို့ရင်ကျွန်တော်ရဲ့အကြိုက်ကဏ္ဍတွေအကြိုက်ဆုံး break တွေကို main တင်နိုင်ပါတယ်ဗျာနော်ကဲညနေကျွန်တော်3တလုံးပိုင်ပါဗျာနော်ကျွန်တော်တို့3တလုံးအရန်လာတယ်ညနေကျွန်တော်3တလုံးအပိုင်ကင်ထားပါတယ်ဗျာနော်အကြိုက်ချင်းတို့ရင်ကစားပါအကြိုက်ချင်းမတို့ရင်ကြော်သွားပါဗျာနော်ကဲထုံးလာနိုင်ပဲကျွန်တော်တို့ပေါ်တူနေညနေအတွက်ပေါက်ကနန်းလေးမရယူခင်မှာကျွန်တော်ရဲ့အောင်စေတူတီ channel အကောင့်သေးလေးကို subscribe မရသေးဘူးဆိုလို့ရှိရင် subscribe လေးနေတာပေးဖို့တောင်းဆိုချင်ပါတယ်ကျွန်တော်တို့အသစ်တင်တိုင်းကဏ္ဍတွေတင်တိုင်းတွေ့အောင်လို့ subscribe ပေးနာ notification ခေါင်းလောင်းလေးလည်းနှိပ်ပြကြပါဦးကဲညနေတော့ကျွန်တော်ထိတ်စီရဲ့ဝမ်ကျိန်ရဲ့မထီမပေါက်ကီရဲ့နောက်တစ်ခုကျွန်တော်တလုံးပိုင်းလည်းထုတ်ပေးထားပါတယ်ဗျာနော်တလုံးပိုင်းကိုအကြိုက်ချင်းတူရင်ပတ်နိုင်ပါတယ်ဗျာနော်ကဲဒီဘက်ကျွန်တော်တို့တစ်ချိန်မှာမမေ့သေးဘူးဗျာနော်ကဲညနေတော့ကျွန်တော်ရဲ့ချင်းမေးစများအားလုံးကန်ကောင်းကြပါစေလို့ဆုမွန်အောင်တောင်းပေးလိုက်ပါတယ်ကဲအဲ့တော့ကျွန်တော်တို့ညနေမှာကြံ break ထဲကပဲဆွဲထုတ်တာလေဗျာနော်အဲ့တော့ကျွန်တော်3တလုံးပိုင်ကင်ထားတဲ့အတွက်ကျွန်တော်တို့3နဲ့ပတ်သက်တဲ့ကြံ break တွေကိုကျွန်တော်ဆွဲထုတ်ပေးထားပါတယ်ဗျာနော်ကဲအဲ့တော့ကျွန်တော်တို့အရင်ဘက်တွေကကြံထားတဲ့ break ပေါ့ဗျာနော်2 3 4အဲ့တော့အပေါ်ဆုံးက3ခွက်ကိုကြိုက်ချင်းတူရင် main တင်နိုင်ပါတယ်အကြိုက်ချင်းမတူတဲ့မိတ်ဆွေတွေကိုယ့်ရဲ့စိတ်တိုင်းညာရွေးကစားနိုင်ပါတယ်လုံးဝမကြိုက်တဲ့မိတ်ဆွေတွေကြော်သွားပါဗျာနော်ကျွန်တော်ရင်တော့လည်းပြောခဲ့ပူပါတယ်ဗျာနော်ကျွန်တော်တို့ဘယ်စရာမှလည်းအမြဲတမ်းမှန်တာမရှိပါဘူးအတိကတော့ကျွန်တော်တို့အလောင်းသားကိုတေချာချင်းချိန်ပြီးနေစနစ်ကြကစားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အမြတ်ကျန်နိုင်ပါဗျာနော်ကဲအဲ့တော့ညနေအတွက်ကျွန်တော်ရဲ့ချင်းမိတ်ဆွေများအားလုံး7ခွက်ကျွန်တော်ထုတ်ပေးထားပါတယ်အကြိုက်ချင်းတို့ရအပေါ်ဆုံးက3ခွက်ကို maintain နိုင်ပါတယ်ဗျာနော်ကဲဒါဆိုရင်ဒီလောက်ပါပဲကျွန်တော်ရဲ့အောင်စေတူတီ channel ကိုအမြဲလိုအားပေးနေတဲ့ချင်းမိတ်ဆွေများအားလုံးပဲညနေမှာကံကောင်းကြပါစေခင်ဗျာ